MPA Indonesia Season 2 Regular Season ရဲ့ပထမအပတ်ပွဲစဉ်မှာအရှုံးရလက်ကိုကြီးပယ်ဆိုင်ခဲ့ကြတဲ့အာဂျူဟိုရှိနဲ့အဲဇာအီကိုရိုစတာအပြောင်းလဲလုပ်ထားတဲ့အာဂျူအသင်းကတော့ MPA ID D1 မှာမမျှော်လင့်ပဲနဲ့နာပြီးအသင်းကို2-0ဆွဲရလက်နဲ့ပြပြတတ်ရှုံးနေခဲ့တယ်လို့ပဲD2 မှာလည်းအကောင်းဆုံးပြင်ဆင်လာခဲ့တဲ့ Onyx အသင်းကို2-0ဆွဲရလက်နဲ့ပဲထပ်မံရှုံးနေခဲ့ပါတယ်အသင်းပရိသတ်ရဲ့အတွက်ကတော့တကယ်ကိုစိတ်ပြည့်စရာရလက်နဲ့စီစဉ်အသစ်ကိုစတင်ခဲ့ဖြစ်လို့disband လုပ်ဖို့အတွက်ဝေဖန်ခံတဲ့အာဂျူအသင်းအနေနဲ့နောက်လာမယ့်ပွဲစဉ်တွေကိုအောင်ဆက်ကစားပြီးနိုင်ပွဲပြန်လည်ပေါ်ဆောင်နိုင်မှရမယ့်အခြေအနေဖြစ်ပါတယ်။အနောက်ဂျာကာတာမှာရှုံးနေပြီမဲ့ဂျာကာတာတောင်ပိုင်းမှာလည်းမနိုင်ပါဘူး။အဲဒါကိုအသင်းအနေနဲ့လည်း M7 မှာပုံစံကောင်းနေပြသခဲ့ပေမဲ့လည်း MPAID ရဲ့စီစဉ်အစမှာတော့ရုန်းကန်နေခဲ့ရပါတယ်။ပထမပွဲမှာBTR မမျှော်လင့်ထားတဲ့ရလဒ်အဖြစ် 1-2 နဲ့အရေးနှင်းခဲ့တယ်လို့ပဲချန်ပီယံဖြစ်ဖို့ရေပန်းစားနေအိုးနဲ့အသင်းကို D2 မှာ 0-2 နဲ့ထပ်မံရင်းနှင်းခဲ့ပြန်ပါတယ်။ဒီနှစ်သင်းလုံးကတော့နောက်လာမယ့်ပွဲစဉ်တွေမှာသူတို့အကောင်းဆုံးပုံစံပြန်ရဖို့အတွက် early game မှာ pressure ကောင်းကောင်းမပေးနိုင်တာတွေ objective control ပိုင်းအားနည်းတာတွေ mid game တွေ late game တွေမှာ control ပိုင်းအားနည်းတာတွေဒါပြင် drop pick တွေကိုလည်းပြန်လည်ပြင်ဆင်လာသင့်ပါတယ်။ဆိုတော့ဂျာကာတာခြေစိုက်အသင်းတွေအကုန်လုံးလက်စွမ်းကောင်းတွေပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းရတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရဗျ။